တဦးချင်းစောင်းရေးသားမကယ်တင်နိုင်တော့ရင်ကာရီယာယူနိုက်တက်ကအခြေကျရေစုံမျောသွားနိုင်လားမိုက်ကယ်ကာရီကယူနိုက်တက်ကိုပရီးမီးယားလိအဆင့်3ရအောင်ပြန်ဆွဲတင်ပေးနိုင်ခဲ့ပြီးအသင်းကလမ်းကြောင်းမှန်ပေါ်ကိုရောက်နေပြီလို့အောင်ပွဲခံနေကြတဲ့ပရိသတ်တွေခဏလောက်ရပ်လိုက်ပါအောင်တကယ်တော့ပြီးခဲ့တဲ့ရာသီကအဆင့်3ဆိုတာတပတ်ကိုတပွဲလောက်ပဲကန်ခဲ့ရလို့ရခဲ့တဲ့အတူရောင်အောင်မြင်မှုတသက်ဖြစ်ပြီးဥရောပပွဲတွေပါဝင်ကန်ရမယ့်လာမယ့်ရာသီမှာအသင်းကြီးတစ်ခုလုံးအကြီးကျယ်ရေစုံမျောသွားနိုင်တဲ့စိုးရိမ်စရာအခြေအနေတရက်လည်းရှိလို့နေပါပြီပရိသတ်များလုံးဝမင်္ဂလာပါခင်ဗျာ Red Revival Channel ကနေကြိုဆိုလိုက်ပါရစေပရိသတ်တော်များများကနေပြမိုက်ကယ်ကာရီရောက်လာလို့ယူနိုက်တက်ရဲ့ကစားကွက်ကြီးလုံးဝပြောင်းလဲသွားပြီးအဆင့်3ထိရခဲ့တယ်လို့ထင်နေကြပါတယ်ဒါပေမဲ့အဖြစ်မှန်ကအဲ့ဒီလောက်မလာပါဘူး။ဆိုရင်ပူပန်နေတဲ့ United ပရိသတ်တယောက်ရဲ့သုံးသက်ချက်အရဆိုရင်ပြီးခဲ့တဲ့ရာသီက United အဆင့်3ချိတ်ခဲ့တာကအသင်းကတကယ်ကိုကောင်းလုံးနေလို့မဟုတ်ပါဘူး။ဥရောပပြိုင်ပွဲတွေမရှိဘဲနဲ့တပတ်ကိုတပွဲရဲတာအေးစစ်စစ်အနားယူပြီးတော့ကစားခဲ့ရလို့ပါ။ပြန်တွေ့ကြည့်ပါပွဲချက်တွေစတိုက်လာတဲ့ချိန်တိုင်းတပတ်ကိုနှစ်ပွဲကန်ရတဲ့ချိန်တိုင်း United ရဲ့ရလဒ်တွေဘယ်လောက်ဆိုးရွားခဲ့လဲ။အဆိုးဆုံးတာတကားအနေနဲ့လူ၁၀ယောက်တည်းကျန်တော့တဲ့ Newcastle အသင်းကိုတော့ဘာမှမသိဘဲနဲ့အဆက်ခွဲရှုံးနေကြရတဲ့ပွဲစဉ်တွေကကာရီရဲ့နေစတစ်ပိုင်းဆိုင်ရာမတည်ငြိမ်မှုတွေကိုအထင်သာပြသနေပါပြီ။ဒီနေရာမှာအကြီးကျယ်ငင်းခုန်စရာတခုလာပါပြီ။ United ခြေသွမ်းမှန်နေတယ်လို့ထင်ရတာကကာရီရဲ့ကြီးကျယ်ခမ်းနားတဲ့ကစားကွက်ဖွဲ့စည်းပုံကြောင့်မဟုတ်ပါဘူး။ကစားမတွေရဲ့တအုပ်ချင်းစွမ်းရည်တွေမှာနီးပြရဲ့ဟာကွက်တွေကိုအပြေးအဝဖုံးကွယ်ပေးထားခဲ့လို့ပါ။ကွင်းလမ်းမှာကစားကွက်ပြက်နေချိန်တိုင်းဘရူနိုရဲ့မထင်မှတ်ထားတဲ့သေမင်းတမန်ဖန်တီးမှုတွေကနေဂိုးတွေရခဲ့ပါတယ်။ခန်းစစ်ကနေတိုက်စစ်ကိုဘောလုံးမတည်နိုင်တဲ့အချိန်တွေမှာတောင်းကန်ဘောတွေကနေတဆင့်ကက်စမီရဲ့အားပါပြင်းထန်တဲ့ခေါင်းတိုက်သွင်းဂိုးတွေကအသင်းကိုကယ်တင်နိုင်ခဲ့ပါတယ်။ပွဲပြီးကနေအချိန်တွေမှာအသင်းတစ်သိန်းလုံးကစားကွက်ပြောက်ပြီးတော့ရန်တန်းကန်နေရတဲ့အချိန်ဆက်စကိုရဲ့ဒီကိုတော့ထိုးပေါက်မှုနောက်ကျသွင်းဂိုးတွေက United အတွက်အသက်ရှူပေါက်ဖြစ်ခဲ့ရပါတယ်။ဒီတော့ရော United ကိုမကယ်တင်ခဲ့ဘူးဆိုရင်ကာရီယာ United ကအဆင့်3မပြောနဲ့ဥရောပဝင်ခွင့်တောင်ရနိုင်ပါမလားဆိုတော့မေးခွန်းထုတ်ခြင်းစရာပါ။အသင်းတစ်သိန်းကကစားကွက်စနစ်ထက်ကစားသမားတို့ချင်းစီရဲ့ကန်တရားကိုကြီးပဲမိခိုနေရရင်ရေရှည်မှာဘလို့မှအောင်မြင်နိုင်မှာမဟုတ်ပါဘူး။အခုလာမယ့်ရာသီသစ်မှာတကယ်အိမ်မဆိုးကြီးစတင်ပါတော့မယ်။ United အနေနဲ့ဥရောပပြိုင်ပွဲတွေကိုပါတရားဝင်ရောက်ရှင်ပြိုင်ရတော့မှာပါ။ဗော်ဒါဦးဂျာတာပရင်းတွေမှာဥရောပအဝေးကွင်းသွားခံပြီးစနေတနင်္ဂနွေမှာပရီးမီးယားလိပြန်ကန်ရမယ့်ပွဲပန်းတန်ပြဿနာကိုကာရီဘယ်လိုဖြေရှင်းမလဲ။တပတ်တပွဲကန်နာတော်မှလူ10ယောက်ကျန်တဲ့အသင်းကိုရှုံးခဲ့တဲ့ United ကတပတ်နှစ်ပွဲအကျိတ်နဲ့ကန်ရတဲ့ခါမှာအဓိကပြဿနာတွေအသေးချာကြုံတွေ့လာရပါလိမ့်မယ်။ဒီချိန်မှာအသင်းအတွက်အဓိကတော့ချက်ကလူစင်းတောင်တင်းမှုပါပဲ။အဓိကကလာမတွေနားရတဲ့အချိန်အရန်ကုန်ကနေထားပြီးတော့ပွဲကိုပြောင်းလဲပေးနိုင်မဲ့ဂိမ်းချက်ကြားတွေလုံလုံလောက်မရှိခဲ့ဘူးဆိုရင်တော့ပြိုင်ပွဲဆုံးမှာ United တို့မျှော်လင့်ထားသလိုဖြစ်မလာပဲ။ဇောက်ထိုးမိုးမြော်ရေစုံမျောသွားနိုင်တဲ့အန်ဒရရီကြီးမားနေပါသည်။ကဲဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးနေကြတဲ့ United ပရိသတ်ကြီးတို့ရေဒီပရိသတ်ရဲ့စိုးရိမ်ပူပန်မှုတွေအဖြစ်ပါတဲ့သုံးသက်ချက်ပေါ်မှာခင်ဗျားတို့ဘယ်လိုမြင်ကြလဲ။ကာရီယာ United ကတကယ်ပဲကစားခွင့်မရှိဘဲနဲ့ Bruno Casemiro Sasco တို့ရဲ့တအုပ်ချင်းစွမ်းရည်တွေကိုပဲမိခိုနေရတဲ့အတူရောင်အသင်းလို့ခင်ဗျားတို့လက်ခံလားလာမယ့်ရာသီဥရောပပွဲတွေဆောက်လာရင် United တို့အရင်လိုရလက်တွေဆိုရပြီးပြိုလဲသွားမယ်လို့ထင်သလားဒါမှမဟုတ်ကာရီကပဲဒီချက်တဲတွေကိုကြော့ဖြတ်ပြီး United ကိုချန်ပီယံဆုတွေစီကိုခေါ်သွားပေးနိုင်မလားလာမယ့်ရာသီ United ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးခင်ဗျားတို့ရဲ့ရင်ခုန်တန်တွေသဘောထားခွဲလွဲမှုတွေဒေါသတွေကို comment မှာလွတ်လွတ်လပ်လပ်အားမနာတဲ့ဝင်ရောက်ဆွေးနွေးအဖြေရှာသွားခဲ့ကြပါဦးအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ